Manchester United အသင်းအနေနဲ့2026နွေရာသီအပြောင်းရွှေ့ကာလမှာအသင်းကိုပိုမိုပြီးအင်အားတောက်တင်းအောင်တည်ဆောက်ဖို့စူးစမ်းနေတာတွေ့ရပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့ Manchester United အသင်းနဲ့နာမည်ထွက်နေတဲ့ကစားသမားတွေလက်ရှိဖြစ်ပေါ်ပြီးတဲ့အပြောင်းအရွှေ့တွေအတီးပြူပြီးတဲ့အပြောင်းအရွှေ့တွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီအပြောင်းအရွှေ့တွေမှာဘယ်သူတွေပါဝင်နေမလဲဆိုတာကိုတော့တူတူကြည့်လိုက်ရအောင်ခင်ဗျာနောက်ဆုံးအတီးပြူထားတာကတော့ကိုလံဘီယာလူငယ်ကစားသမားလေးခရစ္စတီယန်Orozco ဖြစ်ပါတယ်ယူရိုတန်းဝင်းကျင်နဲ့ Manchester United အသင်းကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိခဲ့ပြီလို့သိရပါတယ်ခင်ဗျနောက်တစ်ယောက်ကတော့ Manchester United အသင်းနဲ့သတင်းတွေထွက်ပေါ်နေတဲ့ Ederson Atlanta အသင်းကဖြစ်ပါတယ်သူကတော့အပြောင်းအရွှေ့ပြီးလူနီးပါးလို့သတင်းတွေထွက်ပေါ်ခဲ့မိမယ်လဲအခုချိန်မှာတော့အပြောင်းရွှေ့ပြည့်ခဲ့ပြီလို့သိရပါတယ်ခင်ဗျManchester United အသင်းပရိသတ်တွေစောင့်မျှော်နေကြတဲ့ Yuri Tielemans ကတော့ Aston Villa အသင်းကနေယူရိုတန်း40ဝန်းကျင်နဲ့ပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်အသက်29နှစ်အရွယ် Belgian ကွင်းလယ်ကစားသမားကို Manchester United အသင်းကဒီနှစ်နွေရာသီဈေးကွက်မှာပြတ်မှတ်ထားနေပြီးတော့လက်ရှိအချိန်မှာတော့အပိသက်ခေါ်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ဒီ Andre Santos ဖြစ်ပါတယ် Chelsea အသင်းကနေပြောင်းရွှေ့လာခဲ့တာပါယူရိုတန်း50ပေးရပါတယ်အသက်22နှစ်အရွယ် Brazil နိုင်ငံသားကွင်းလယ်ကစားသမားဖြစ်ပါတယ်Marcus Rashford ကတော့ Manchester United အသင်းမှာဆက်နေဖို့အတွက်တည်ကြတဲ့လောက်ဖြစ်သွားခဲ့ပါပြီ။ Michael Carrick ကသူ့ရဲ့အသင်းမှာဆက်လက်ပြီးအသုံးပြုဖို့ဆန္ဒရှိနေတယ်လို့သိရပါတယ်။အသက်35နှစ်အရွယ် Leeds United ဂိုးသမားCastro ကတော့ Manchester United အသင်းကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့လို့လာခဲ့ပါပြီ။ထို့အတူပဲ Linley အသင်းရဲ့ကွင်းလယ်ကစားသမားအသက်18နှစ်အရွယ် Boradi ကယူရိုတန်း80ဝန်းကျင်နဲ့ Manchester United အသင်းကိုရောက်ရှိလာခဲ့ပြီလို့သိရပါတယ်။ Mason Mount ကလည်း Manchester United အသင်းကနေထွက်ခွာဖို့မရှိဘဲနဲ့အသင်းမှာပဲဆက်လက်နေမယ်လို့သိရပါတယ်။ Manchester United အသင်းရဲ့ကွင်းလယ်ကစားသမား Casemiro ကတော့ Lionel Messi ရှိတဲ့Inter Miami အသင်းကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့လို့သွားခဲ့ပါပြီ။အသက်25နှစ်အရွယ်ရိုမာအသင်းရဲ့ပြင်သစ်ကွင်းလယ်ကစားသမား Manu Kone ကတော့ယူရို44တန်းဝန်းကျင်နဲ့ Manchester United အသင်းကိုရောက်ရှိလို့လာခဲ့ပါပြီ။တစ်ဖက်မှာလည်း Manchester United အသင်းရဲ့ဂိုးသမား Andre Onana ဟာ Trabzonspor အသင်းကိုအငှားပြောင်းရွှေ့သွားခဲ့ပြီလို့သိရပါတယ်။ကွင်းလယ်ပိုင်းမှာလည်းအသက်25နှစ်အရွယ် Brazil ကွင်းလယ်ကစားသမား Joao Gomes ကိုလည်း Wolverhampton အသင်းကနေယူရိုတန်း40ဝန်းကျင်နဲ့ခေါ်ယူတော့မယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ Manchester United အသင်းရဲ့ဒိန်းမတ်တိုက်စစ်မှု Højlund ကတော့ယူရို49တန်းဝန်းကျင်နဲ့နာပိုလီအသင်းကိုအပိသက်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာအသက်22နှစ်အရွယ် Cameroon ကွင်းလယ်ကစားသမား Carlos Baleba ကိုယူရို85တန်းဝန်းကျင်နဲ့ Manchester United အသင်းကခေါ်ယူတော့မယ်လို့သိရပါတယ်ဒါပေမဲ့ကောလာဟလာအဆင့်မှာပဲရှိပါသေးတယ်။ဥရုဂွေကွင်းလယ်ကစားသမား Manuel Koade ကို Manchester United အသင်းကနေအယောင်းစင်းတင်ထားတယ်လို့သိရပါတယ်။ Borussia Dortmund အသင်းကနေအသက်25နှစ်အရွယ်ဂျာမနီကွင်းလယ်ကစားသမားဖြစ်တဲ့ Felix Namicha ကိုလည်းယူရို52တန်းဝန်းကျင်နဲ့ခေါ်ယူတော့မယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဘုံမောင်အသင်းရဲ့ကွင်းလယ်ကစားသမားအသက်22နှစ်အရွယ် Alex Scott ကိုလည်း Manchester United အသင်းကယူရို29တန်းဝန်းကျင်နဲ့ချိတ်ဆက်နေတယ်လို့သိရပါတယ်။အသက်23နှစ်အရွယ်ပြင်သစ်ကွင်းလယ်ကစားသမား Eduardo Camavinga ကို Real Madrid အသင်းကနေယူရိုတန်း50ဝန်းကျင်နဲ့ခေါ်ယူဖို့ချိတ်ဆက်နေတယ်လို့သိရပါတယ်ခင်ဗျာတိုက်စစ်ပိုင်းမှာတော့ Manchester United အသင်းရဲ့တိုက်စစ်ကစားသမားJadon Sancho ကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ဒီရာသီမှာပြောင်းရွှေ့ခွင့်ပေးလိုက်ပြီလို့သိရပါတယ်ဆက်လက်ပြီးတော့ Fulham အသင်းရဲ့အသက်28နှစ်အရွယ်ဘယ်နောက်ခံလူ Anthony Robinson ကိုယူရို22တန်းဝန်းကျင်နဲ့ခေါ်ယူဖို့ချိတ်ဆက်နေတယ်လို့လည်းသိရပါတယ်တိုက်စစ်ပိုင်းမှာလည်းအသက်26နှစ်အရွယ် Everton အသင်းရဲ့စီနီကောတိုက်စစ်ကစားသမားAndy Yari ကိုလည်းယူရို52တန်းဝန်းကျင်နဲ့ခေါ်ယူဖို့ချိတ်ဆက်နေတယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့ကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ Manchester United အသင်းရဲ့လက်ရှိ2026-29ဘောလုံးရာသီနွေရာသီအပြောင်းရွှေ့ဈေးကွက်မှာစတင်လှုပ်ရှားနေတဲ့အခြေအနေတွေပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးသောသားသတင်းတွေနဲ့အပြောင်းရွှေ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်းစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းလိုပါတယ်